ရှင်ဖေဟာမိကောင်းမလျှောက်ခွင့်ပြုပါဖေဟာထေရဝါဒဗုဒ္ဓဘာသာဝင်တွေကဖေဟာမဟာယာနဘုံကြီးတွေကိုကိုယ်ကွယ်စည်းကမ်းမိလျင်တရဏဂုံပြတ်ပါလားဖေဟာပြီးတော့ထေရဝါဒဘုံကြီးတန်ဃာတွေကမဟာယာနဘုံကြီးတွေကိုရှိခိုးလို့ရပါလားဖေဟာချင်းချင်းအယူတွေပြုတဲ့အနေနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအရန်ကိုမှကောင်းမွန်တဲ့အမေးနဲ့အဖြေနဲ့ပေါ့နော်ဒီဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မိကွန်းလေးကတော့တကယ်ကိုကောင်းတယ်ကျွန်တော်တို့ဒီမဟာယနာရောင်ထေရဝါဒရောင်အဲ့ဒီလိုဘုန်းကြီးတွေကိုဒါတဲ့နာမည်တက်ပြီးတော့မမေးချင်လို့ပေါ့နော်တော်ရွိုက်ပြီးတော့မေးထားတဲ့အမေးအဖြေလေးဖြစ်ပါတယ်အဲ့လောက်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာကိုရည်ညွှန်းပြီးတော့ပြောချင်တာလဲဆိုတာကိုသိပါလိမ့်မယ်ကျွန်တော်လည်းတဲ့မပြောပါဘူးတော်ရွိုက်ပြီးတော့ပဲဒီမေးခွန်းမေးတယ်ရောဒီဖြေတယ်ရောတူတူလေးပဲကျွန်တော်ပညာရှိလေးပဲကျွန်တော်ပြောလိုက်ပါမယ်နော်အဲ့လောက်ဆိုလို့ရှိရင်တော့ဘယ်ကိုတော့ဆိုတာကိုကျွန်တော်ရည်ညွှန်းချင်တယ်ဆိုတာကိုပေါ့နော်သိလိမ့်မယ်ထင်ပါတယ်ကျွန်တော်တို့ဒီထေရဝါဒဗုဒ္ဓဘာသာနဲ့မဟာယာနဗုဒ္ဓဘာသာဘုန်းကြီးတွေကဘာကွာလဲဆိုတဲ့အပေါ်မှာဒီဆရာတော်ရဲ့ပေါ့နော်ဒီကျမ်းစာနဲ့ကျွန်တော်ပါဏိနဲ့အညီဝီနီတော်နဲ့အညီပြန်ပြီးတော့ဖြေထားပုံလေးကအရန်ကောင်းမွန်တဲ့အတွက်အတူယူတာဘ ഹു တုတရစရာကောင်းတဲ့အတွက်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးတော့ဘ ഹു တုတယူဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်အတူတူနားထောင်ကြည့်လိုက်ကြရအောင်ပါနော်မဟာယာနဘုန်းကြီးတွေကိုဦးဇင်းတို့ခြေရဝါဒကဥပတံပန္နယဟန်လို့အတိမမပြုဘူးအနုပတံပန္နလို့ပဲသတ်မှတ်တယ်နော်ပါဠိလိုဆိုရင်အနုပတံပန္နအဲ့တော့ဒါကြောင့်ဦးဇင်းတို့ကန်ဆောင်တဲ့အခါမှာမဟာယာနဘုန်းကြီးတွေပါလို့မရဘူးလေမဟာယာနဘုန်းကြီးတွေနဲ့အတူတူကန်ဆောင်လို့မရအောင်သူတို့ကသူတို့ဘုန်းကြီးလို့ဆိုပေမဲ့လည်းဦးဇင်းတို့ထေရဝါဒရှုထောင့်ကသူတို့ကိုယဟန်လို့မသတ်မှတ်ဘူးဟောတော့ထေရဝါဒဤစနစ်မှာယဟန်ဆိုတာအောင်မြင်တဲ့တိမ်ဖြစ်ရမယ်ထေရဝါဒယဟန်စစ်စစ်၅ပါးကကမ္မဝါစာထိုင်ကနေကြဖတ်ထားရမယ်သူတို့မှာကအဲ့လိုမျိုးမဟုတ်ဘူးလေသူတို့နီးသူတို့ဟန်နဲ့သူတို့ကသူတို့ယဟန်ခံထားတာပေါ့နော်သူတို့ကတော့သူတို့ယဟန်ပေါ့လေအဲ့တော့ထေရဝါဒရှုထောင့်ကဆိုသူတို့ကဦးဇင်းပါဠိလိုဆိုဥပသမ္မနာမဟုတ်ဘူးအနုပသမ္မနာပဲဖြစ်တယ်အဲ့တော့မရှိခိုးကောင်းတဲ့ဘက်က25ယောက်ထဲမှာအနုပသမ္မနာပါတယ်မရှိခိုးရအောင်ဒါကြောင့်သူတို့ထေရဝါဒသူတို့မဟာယာနဘုန်းကြီးမှာဝါဘလောက်ပဲကြည်နေပါစေထေရဝါဒယဟန်တစ်ပါးအနေနဲ့ဝါငယ်တဲ့ဘက်ကရှိခိုးလို့မရအောင်မရှိခိုးရအောင်ဘာလို့ယဟန်မဟုတ်တဲ့အတွက်ကြောင့်နော်ယဟန်မဟုတ်တဲ့အတွက်ကြောင့်အဲ့တော့ဒါသူတို့ကယဟန်ဆိုမှထေရဝါဒအညီဆိုယဟန်မဟုတ်ဘူးဒီလိုမျိုးနားလည်ကြပါနော်အဲ့တော့ခုနကမိခွန်းထဲမှာမဟာယာနဘုန်းကြီးတွေကိုကိုးကွယ်ရင်တရံကိုပြတ်သလားဆိုတော့မပြတ်ပါဘူးသူတို့ကိုဦးဇင်းတို့ကဟိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကယဟန်အနေနဲ့သဘောထားတာပေါ့နော်သဘောထားတဲ့အခါမှာအဲ့တခုတော့ရှိတယ်ဆိုတာကဒီထေရဝါဒတန်ဃာတော်များကိုလည်းဦးဇင်းတို့ကဒီတန်ဃာတရဏံကိစ္ဆာမိအနေနဲ့တန်တရာဝဆင်းကလွတ်မြောက်ဖွယ်အနေနဲ့ကိုးကွယ်ယုံကြည်တယ်ဟိုဒီမဟာယာနဘုန်းကြီးကတော့မယိုးဖလာအနေနဲ့အပြင်မကောင်းတဲ့လို့ကိုးကွယ်တဲ့လူတန်းနဲ့ပူဇော်တယ်ဒါကတော့တရဏံကိုမပြတ်နိုင်ဘူးနော်အဲ့တော့ဦးဇင်းတို့ဒီဘက်ကဗုဒ္ဓဘာသာထေရဝါဒတန်ဃာအစ်စ်ကိုကိုးကွယ်နေတာဖြစ်တဲ့ကြောင့်တရဏံကိုမပြတ်ဘူးဟိုဘက်ကတော့ရိုးရသဘောအတရားအရာဘုံเจ้าကိုသွားမယ်လူတန်းမယ်ရှ िख ိုးမယ်ဒီလောက်နဲ့တရဏံကိုမပြတ်ပါဘူးအကင်၍အဲ့ဒီဘုန်းကြီးတွေကိုသူတို့ကလူပေါ့နော်ဒါကိုဦးဇင်းတို့ကတန်တရာဝဆင်းရမှာလွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်အနေနဲ့ယုံကြည်ကိုးကွယ်နေရင်တော့ဒါတန်တရာကိုပြတ်နိုင်တယ်ဘာလို့တန်ဃာမှမဟုတ်တာတန်ဃာမဟုတ်တဲ့ကြောင့်တကယ်ကိုတန်တရာဝဆင်းကလွတ်မြောက်ဖွယ်အနေနဲ့ယုံကြည်ကိုးကွယ်ရင်တော့ပြတ်တယ်အဲကြောင့်သူဘလို့အနေနဲ့လူတန်းပူဇော်ကိုးကွယ်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်နော်